ထဲအသက်ထက်ဝက်လောက်ငယ်တဲ့မင်းသမီးတလေးနဲ့တွဲနေရလို့ထင်ခံနေရတဲ့တရုတ်ဆောင်အောင်ရဲလင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီစပိတ်အိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီသူ့ထဲအသက်ထက်ဝက်လောက်ငယ်တဲ့ကောင်မလေးနဲ့ချစ်သူတွေဖြစ်နေကြောင်းပရိသတ်တွေထင်ခံရတာကတော့တရုတ်ဆောင်မင်းသားအောင်ရဲလင်းပဲဖြစ်ပါရီအောင်ရဲလင်းကတော့လက်ရှိချိန်မှာအသက်38နှစ်ထဲရောက်နေပြီဖြစ်တဲ့တရုတ်ဆောင်မင်းသားလူပြိုကြီးဖြစ်ပါရီယူပါလက်တဲ့မင်းသားတူဖြစ်တာကြောင့်နှကန်းဒီမာလေးတွေရဲ့အသေးကြော်ကြီးတူဖြစ်တယ်လို့ရုပ်ရှင်နဲ့ဇာတ်ကားတွေများစွာရိုက်ကူးထားသူဖြစ်ပါရီချစ်သူကောင်မလေးတွေထဲလဲတွဲတဲ့မင်းသားလို့ပြောလို့ရတယ်လို့တရုတ်ဆောင်မင်းသမီးချောဖွေးဖွေးနဲ့လည်းချစ်သူတွေဖြစ်ခဲ့ကြတာပါလက်တလုံးမှာမချစ်တဲ့တော့ဆိုတဲ့ဇလန်းတွဲလေးထဲမှာမင်းသမီးတစ်တွေတိမ်မွေ့တန်စင်နဲ့တွဲပြီးတော့တရုတ်ဆောင်ခဲ့ရတာပါဇလန်ထဲမှာတော့အရန်ချစ်တတ်တဲ့ဦးဖြစ် romantic ဆန်စွာနေခဲ့ပြီးတော့ဘုတွေကအသက်ဝင်ခဲ့တာကြောင့်တကယ်ချစ်သူတွေလို့ထင်ရလောက်တဲ့အထိပြင်းလွန်ခဲ့တာပါဇလန်တွင်ပွဲခန်းသားမှာမီဒီယာတွေရဲ့အင်တာဗျူးမှာလည်းနည်းနည်းတဲ့ကြီးတွေနဲ့ပြုမှုတွေကိုတွေ့မြင်ခဲ့ရတာပါတိမ်ဝိတန်စင်ကိုအောင်ရဲလေးကမိမိတို့သာခေါ်ခဲ့ပြီးတော့အရေးတကြီးရှိနေခဲ့တယ်လို့မီဒီယာတွေရဲ့မိကုန်းတွေကိုရှိန်နေတာမျိုးရှက်နေတာမျိုးမရှိရအောင်ရှိရနေကောက်ွယ်ဖြည့်ဆိုကြတာလည်းတွေ့ရတာပါတိမ်ဝိတန်စင်ကိုစကားထောက်ပေးတာမျိုးတွေနဲ့တွဲခေါ်ပေးတာမျိုးတွေကိုလည်းလုပ်ပေးကြတာပါဒါကြောင့်သူတို့နှစ်ဦးကြားမှာတာမယ်မဟုတ်တဲ့ဆက်ဆက်ရေးတစ်ခုတော့ရှိနေပြီလို့ပရိသတ်တွေကထင်မြင်လာခဲ့တာပဲဖြစ်ပါတယ်တိမ်ဝိတန်စင်ကတော့အသက်19နှစ်သားရှိသေးတဲ့တရုတ်ဆောင်တူဖြစ်တယ်လို့အောင်ရဲလေးနဲ့ဆိုရင်တော့အသက်ထက်ဝက်လောက်ငယ်တာပါဒါပေမဲ့လည်းမိသမီးတက်လေးတိမ်ဝိတန်စင်နဲ့ခုလိုတရုတ်ဆောင်လုပ်တဲ့ချိန်မှာအောင်ရဲလေးနဲ့တီးခဲ့တာမဟုတ်ဘဲနဲ့သူမအသက်17နှစ်ဝန်းကျင်လောက်အရွယ်ကလေးကတီးခဲ့ကြတာလို့ဆိုပါတယ်တိမ်ဝိတန်စင်ရဲ့မိခင်ဖြစ်သူဟာအောင်ရဲလေးနဲ့ရင်းနှီးခင်မင်ကြတဲ့မိတ်ဆွေတွေဖြစ်တယ်လို့အခုရှိုက်ကူးထုတ်လုပ်ခဲ့တဲ့မချစ်တင်သောဇလန်တွေရဲ့ producer လေးဖြစ်နေတာပါမိခင်နဲ့မိတ်ဆွေဟောင်းတွေဖြစ်တယ်လို့တမီးဖြစ်တဲ့တိမ်ဝိတန်စင်ကိုလည်းအောင်ရဲလင်းကအရင်ကတည်းကမိမိလို့ခေါ်ခဲ့တယ်လို့ဆိုပါတယ်တိမ်ဝိတန်စင်ရဲ့မိခင်ဖြစ်သူဟာသူမထုတ်လုပ်ရှိုက်ကူးတဲ့စကားမှာတမီးဖြစ်သူကမင်းသမီးဖြစ်ပွဲထုတ်ခဲ့တာဖြစ်တယ်လို့အမှုပညာလောကထဲဝင်လာပြီးဖြစ်တဲ့မိတ်ဆွေရဲ့တမီးကိုအောင်ရဲလင်းကလက်တွဲခေါ်ပေးရတာလို့သိရပါတယ်ပရိသတ်တွေထင်မြင်နေကြတယ်လို့ချစ်သူအဖြစ်မဟုတ်ပဲတူမလေးတယောက်လိုသာခင်မင်ရင်းနှီးကြကြောင်းသိခဲ့ရတာပါဦးနဲ့တမီးကာရီတာလေးကြောင့်ပရိသတ်တွေကထင်မြင်နေကြသလိုအသက်ထက်ဝက်ငယ်တဲ့မင်းသမီးတက်လေးနဲ့ချစ်သူဖြစ်နေခြင်းမျိုးမဟုတ်ကြောင်းသိရတာပဲဖြစ်ပါတယ်ပရိသတ်ကဒီလိုမျိုးထင်မြင်ကြရတာကလည်းသူတို့နှစ်ယောက်ရဲ့တရုပ်ဆောင်ပြည်ပြမှုတွေကြောင့်ဖြစ်တယ်လို့မကြခင်ရပ်ပိုင်းကလူပြိုတိုးကြီးစီယာတယောက်သူနဲ့အသက်25နှစ်လောက်ကွာတဲ့ချစ်သူကောင်မလေးကိုပရိသတ်တွေအားကြလာအောင်ပိုင်ဆိုင်မှုပေါင်းများစွာနဲ့တောင်းရဆစ်ဆက်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်ဒါကြောင့်လည်းအောင်ရဲလင်းတယောက်ဇီယာကိုအားကြပြီးတော့အသက်ထက်ဝက်ငယ်တဲ့ကောင်မလေးနဲ့တွဲနေပြီလို့ပရိသတ်တွေအထင်ခံနေရတာဖြစ်ပါတယ်ဒါပေမဲ့လည်းအောင်ရဲလင်းကတော့ငယ်တဲ့သူကိုချီမဲ့သူမဟုတ်ပဲမမတွေရင်ခွင်ကိုပဲမိပြီးတော့ဘဝတစ်ခုလုံးပေါ်ဝဲမဲ့သူဖြစ်နေကြတာပါတရားဝင်ချပြထားတာမရှိပေမဲ့အောင်ရဲလင်းတယောက်မန်လေးကဟိုတယ်ပန်းရှင်မမတယောက်နဲ့ချစ်သူဖြစ်နေကြတာပါအောင်ရဲလင်းနဲ့သူချစ်သူမမတို့တိတ်တိတ်လေးတွဲနေကြတဲ့ပုံရိပ်အချို့ကလည်းဆိုရှယ်မီဒီယာမှာပေါ်ထွက်ခဲ့ပူတာပါဒါကြောင့်ပရိသတ်တွေထင်မြင်နေတဲ့ဇေယျကိုအားကြတာမျိုးမရှိသလိုမင်းသမီးတီလေးတိမ်မွေးတန်ဆင်နဲ့ချစ်သူဖြစ်နေတာလည်းမဟုတ်ကြောင်းသိရတာပဲဖြစ်ပါတယ်။ဗီယိုလေးကိုစော်တီကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းတစ်တော်သတင်းတွေနဲ့ပြန်ဆောင်ကြရအောင်ပါ။ပရိသတ်တွေအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့အမြဲပိုင်ဆိုင်နိုင်ကြပါစေရှင်။